Mystery ရဲ့ငါ့ဖွဲ့သားတွေဟာအမှုတစ်ခုကိုထပ်ဖြေရှင်းနိုင်ခဲ့တဲ့အတွက်အောင်ပွဲခံနေကြချိန်ရဲမှုစတုံးကသူတို့ကိုဖမ်းချုပ်လိုက်ပြီးရဲအလုပ်ကိုဝင်ရှုပ်တဲ့အတွက်စူပူချိန်မောင်းနေပါတယ်။ရဲမှုကသူတို့မိဘတွေကိုလာခေါ်ဖို့ဖုန်းဆက်ထားပြီးအထူးသဖြင့် Fred ရဲ့အဖေဖြစ်သူ Crystal Cove မြို့တော်ဝင် Fred Jones Senior ကိုဖုန်းဆက်ထားပါတယ်။ Velma က Crystal Cove သစေပြတိုင်းမှာအယ်လန်ညွန့်အဖြစ်လွန်ခဲ့တဲ့ရာစုနှစ်များစွာကပျောက်ဆုံးသွားခဲ့တဲ့စပိန်နယ်ချဲ့တွေတာသနာပြုတွေနဲ့ထူးထူးဆန်းဆန်းပျောက်ဆုံးသွားခဲ့တဲ့ Darum မိသားစုအကြောင်းတွေကိုလည်းစိတ်မပါတပါနဲ့ပြပြနေရပါတယ်။ဧည့်သည်တွေက Space Cool နဲ့ Captain Cutler လိုမျိုး Crystal Cove ရဲ့နာမည်ကြီးသစေရုပ်ထုတွေကိုအရန်စိတ်ဝင်စားနေကြပေမဲ့ Velma ကအားလုံးကဝစ်စုံဝတ်ထားတဲ့ရာဇဝတ်ကောင်တွေပဲဖြစ်ကြောင်းဖွင့်ချလိုက်ပါတယ်။ပြထားရဲ့စီးပွားရေးကိုထိခိုက်စေနိုင်တဲ့ကြောင့် Velma ရဲ့မိဘတွေကချက်ချင်းပဲဧည့်သည်တွေကိုစကားလမ်းကြောင်းလွှဲလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတခြားအဖွဲ့ဝင်တွေကလည်းသူတို့ရဲ့မိဘတွေနဲ့စကားများနေကြပြီးမြို့တော်ဝင် Jones ကို Fred ကလည်းအဖေကိုဂုဏ်ယူစေခြင်းလို့စ조사နေကြောင်းနဲ့အဖေကိုသိချင်တာကဘာများမှားသွားလို့လဲဆိုပြီးပြန်ပြောနေပါတယ်။ Shaggy ရဲ့မိဘတွေကခွေးတစ်ကောင်နဲ့အချိန်ကုန်မနေပဲသူ့ကိုတငယ်ချင်းအသစ်ရှာဖို့ပြောကြပါတယ်။တစ်ဖက်က Daphne ရဲ့မိဘတွေကတော့ Fred အပေါ်သူမရဲ့စိတ်ဝင်စားမှုကိုစိုးရိမ်နေကြတဲ့အချိန် Daphne ဟာ Mystery Mission ကောင်းဝန်းတန်ကိုကြားလိုက်ရပြီးမိသားစုကိုအမြန်နှုတ်ဆက်ကအဖွဲနဲ့အတူကြောင်းသွားဖို့ထွက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ရေမြောင်းလုပ်သား၃ယောက်ဟာမတော်တဆ Crystal Cove ဥမြင်နေတဲ့ကိုရောက်သွားတဲ့လမ်းကြောင်းတစ်ခုကိုဖွင့်ပြီးအန်ဒီရဲ့ရှိကြောင်းသတိပေးထားတဲ့စီပိုင်းတွေကိုရှာတွေ့သွားပါတယ်။အဲ့ဒီထဲကတလုံးကိုစစ်ဆေးဖို့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အစိမ်းရောင်ရေတွေကသူတို့စီကိုပန်ထွက်လာလို့အားလုံးလည်းအော်ဟစ်နေကြပါတယ်။တစ်ဖက်ကကြောင်းသွားတဲ့လမ်းမှာတော့ Velma က Shaggy ကိုသူတို့နှစ်ယောက်ရဲ့လှုပ်ဝက်အခြေရေးနဲ့ပတ်သက်ပြီးပြောနေတော့သူတို့ရှေ့ကလမ်းပေါ်မှာရေမြောင်းအဖုံးတစ်ခုပေါက်ကွဲသွားတာကြောင့် Fred ကကားကို brake အမြန်အုပ်လိုက်ရပါတယ်။ပွင့်နေတဲ့ရေမြောင်းပေါက်ကနေမြူကိုတွေထွက်လာပြီး Slime Mutant တစ်ကောင်ပေါ်လာက Mystery Mission ကိုတိုက်ခိုက်ပြီးတဲ့နောက်မြူကိုတွေထဲမှာပဲပြန်လည်ပျောက်ကွယ်သွားပါတယ်။အဖွဲ့သားတွေဟာလုံသားတွေဝင်သွားတဲ့ဥမြင်ဝင်ပေါက်ကိုရှာတွေ့ပြီးတဲလွန်စာတွေစတင်ရှာဖွေကြပါတယ်။ Daphne ကဆယ်ကျော်သက်ဆုံတွေရဲ့ဓာတ်ပုံပါတဲ့မိကွန်းတင်ကေတာပုံမှန်ဘလူးပုံစံဆွဲကြိုးတစ်ခုကိုရှာတွေ့သွားပါတယ်။မကြခင်မှာပဲ Shaggy ကလုံသားအုပ်ထုပ်၃လုံးကိုရှာတွေ့သွားပြီးအဖွဲ့သားတွေမော်ကြည့်လိုက်တဲ့အခါမှာတော့၃ယောက်လုံးဥမြင်မျက်နှာချက်မှာမာမီလောက်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ရဲမှုစတုံးရောက်လာပြီးလုံသားတွေကိုလူနာတင်ကားနဲ့တင်ခေါ်သွားပါတယ်။အဖွဲ့သားတွေကိုလည်းရဲအလုပ်ကိုဝင်မရှုပ်ဖို့နဲ့ခရီးသွားလုပ်ငန်းဝင်ငွေကိုမထိခိုက်စေဖို့ထပ်မံစုပူခဲ့ပြီးတဲ့နောက်မှာတော့ Fred ကအလောင်းတစ်ခုကိုကူယူပြီး Crystal Cove အထက်တန်းကျောင်းကသိပ္ပံ Professor Ruffalo စီကိုတွားရောက်စစ်ဆေးခိုင်းပါတယ်။ Professor Ruffalo ကအဲ့ဒီလူဟာအသက်ရှင်နေသေးပြီးလှုပ်မရကြောင်းပြောပါတယ်။ရဲမှုစတုံးကရောဒီသက်တွေကိုစစ်ဆေးဖို့ခွင့်ပြုရလားလို့မေးတဲ့အခါ Fred ကအနေခက်စွာနဲ့အာမခံလိုက်ပြီးအဖွဲ့ကိုအမြန်ပြန်ခေါ်ထုတ်သွားပါတယ်။အဖွဲ့သားတွေက Fruit Maya ဆိုတဲ့ဆိုင်ကိုတွားထိုင်ကြပြီးအဲ့ဒီဆိုင်မှာပိုင်ရှင်ဖြစ်သူ Franklin Fruit Maya ကသူ့ရဲ့နာမည်ကြီးအစိမ်းရောင်အချို့ပဲအသစ်တစ်ခုကိုကြော်ညာရောင်းချနေပါတယ်။ Velma က Shaggy ရဲ့လက်ကိုကင်ဖို့စူးစမ်းပေမဲ့ Scooby မြင်သွားမှစိုးနေတဲ့ Shaggy ကအချို့ပဲထပ်စားဖို့ဆိုပြီးဆိုင်ထဲကိုရုတ်တရက်ပြေးဝင်သွားပါတယ်။အဲ့ဒါကိုမြင်တော့ Daphne ကဆက်စုလာပေမဲ့ Velma က Shaggy နဲ့ဘာမှပတ်သက်မှုမရှိကြောင်းအပြင်းထန်ကိုညင်းပါတယ်။ Daphne ကသူမနဲ့ Fred ကားမောင်းထွက်တဲ့ကြောင်ပြောပြီးရေလာမြောင်းဝေးတွေလုပ်နေပေမဲ့ Fred ကသဘောမပေါက်တာကြောင့်တော်တော်လေးစိတ်ပြတ်နေရပါတယ်။အဲ့ဒီညမှာပဲ Professor Ruffalo ကသူ့ရဲ့ဓာတ်ခွဲခန်းထဲမှာအလောင်းကိုစစ်ဆေးလေးလာနေရင်မမ်မီအလုပ်ခံလိုက်ရပါတယ်။ Professor Ruffalo မမ်မီလောက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုအပြစ်တင်နေတဲ့ Fred ကိုကြံနေတဲ့အဖွဲ့သားတွေက K-Go Radio Line ကိုလာပြီးအားပေးကြပါတယ်။ Velma ကသူ့စီမှာအစိမ်းရောင်ရေနမူနာရှိသေးကြောင်းပြောပေမဲ့ Scooby ကစားနေတာကြောင့်လန့်သွားပါတယ်။လူတိုင်းယွတ်နေကြချိန် Shaggy ကတကိုက်စားကြည့်လိုက်ပြီးအဲ့ဒီအစိမ်းရောင်ရေဟာ Fruit Maya ဆိုင်ကအချို့ပွဲအရသာနဲ့တူနေတာကိုသတိထားမိသွားပါတယ်။ Franklin Fruit Maya အကြောင်းကိုနောက်ကြောင်းရဆိုရင်ဘာမှရှာမတွေ့တဲ့အခါမှာတော့အဖွဲ့သားတွေကသူ့ကိုတန်တရားရှိသူအဖြစ်သတ်မှတ်လိုက်ပါတယ်။ Velma နဲ့ Daphne ကိုစပွဲတို့အဖြစ်အလုံးဝင်ခိုင်းပေမဲ့နှစ်ယောက်စလုံးကညှင်းလိုက်တာကြောင့်ထုံးစံအတိုင်း Shaggy နဲ့ Scooby ပဲမိန်းကလေးလိုဝစ်ပြီးအလုံးဝင်လိုက်ရပါတယ်။ Franklin Fruit Maya ကသူ့ရဲ့စပွဲတို့အသစ်နှစ်ယောက်ကိုစိုင်းတော့ခတ်ဖို့တာဝန်ပေးပြီးထွက်သွားပါတယ်။အယောင်ဆောင်ထားတဲ့ Shaggy နဲ့ Scooby တို့ကအဖွဲ့သားတွေကိုတဲလွန်စာရှာဖို့အထဲကိုအမြန်ဝင်ခိုင်းလိုက်ပါတယ်။ Shaggy နဲ့ Scooby တို့တော့ခတ်ထားတဲ့ပစ္စည်းကန်းတစ်ခုကိုဖွင့်လိုက်တဲ့အခါ Slime Mutant ကိုထပ်တွေ့လိုက်ရပြီးအလိုက်ခံနေရပါတယ်။တစ်ဖက်က Daphne ကလည်းအဲ့ဒီအခန်းထဲကိုဝင်လာရင် Crystal Cove ဥမြင်နေတဲ့ကိုသွားတဲ့လှုပ်ဝက်ဝင်ပေါက်တစ်ခုကိုရှာတွေ့သွားပါတယ်။ဥမြင်နေတဲ့ကိုပြန်ရောက်တဲ့အချိန်ဖန်အောက်ကိုဖောက်ထားတဲ့ဥမြင်အသစ်တစ်ခုကိုတွေ့သွားတာကြောင့် Fred ကအနားမှာထောင်ချောက်တစ်ခုဆင်လိုက်ပေမဲ့မကောင်းဆိုးဝါးကိုမမီပဲ Daphne ကလွယ်ပြီးအားလုံးကိုပဲပြန်ဖမ်းမိသွားပါတယ်။ Slime Mutant ကလှောင်ရင်ကို Fruit Maya ဆိုင်ကအချွဲရည်တွေနဲ့ပတ်ပြီးသူတို့ကိုအလုံးပိတ်လိုက်ပါတယ်။ Daphne ကဆိုင်ထဲကိုပြန်တက်ပြေးနေချိန်ကြံနေတဲ့အဖွဲ့သားတွေကအချွဲရည်တွေကိုစားပြီးထွက်လာကြက Daphne ကိုအချိန်မီကယ်တင်လိုက်နိုင်ပါတယ်။ပြီးတော့သူတို့လည်းရေပိုင်းနဲ့ Slime Mutant ကိုပြန်ပတ်ပြီးနံရံမှာကတ်သွားအောင်လုပ်ပစ်လိုက်ပါတယ်။ Daphne ကသူ့ကိုကယ်လို့ကျေးဇူးတင်နေတော့ Fred ကအလိုက်မသိစွာနဲ့သူ့ထောင်ချောက်ဘာကြောင့်အလုံးမဖြစ်လဲဆိုတာကိုပဲကောင်းနဲ့ထည့်ထားပါတယ်။အဲ့ဒီအချိန်ရဲမှုစတုံးနဲ့မြို့တော်ဝင် Jones တို့ရောက်လာပြီးမြို့ရဲ့နောက်ဆုံးပေါ်ခရီးသွားဆွဲဆောင်မှုအသစ်တစ်ခုကိုဖမ်းမိသွားလို့စိတ်တူနေကြပါတယ်။အဖွဲ့က Franklin Fruit Maya ကဒီဝစ်စုံနဲ့ဘန်ကိုတများတိုက်မလို့လုပ်နေတာလို့ရှင်းပြနေတော့ Franklin ကိုယ်တိုင်ရောက်လာပြီးရဲကိုသူကိုယ်တိုင်ခေါ်လိုက်တာကြောင့်အားလုံးလည်းအံ့ဩသွားပါတယ်။ Scooby က Slime Mutant ရဲ့မျက်နှာဖုံးကိုဆွဲချွတ်လိုက်တော့ Professor Ruffalo ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့ Professor Ruffalo ကဘန်ကိုတများတိုက်ပြီး Franklin အပေါ်ကိုအပြစ်ပုံချမလို့ကြံစည်ခဲ့တာဖြစ်ပါတယ်။ Professor Ruffalo ကိုရဲကဖမ်းခေါ်သွားတော့ Daphne ကကြားဖြတ်ပြီးသူတွေးခဲ့တဲ့ဆွဲကြိုးအကြောင်းကိုမေးလိုက်ပါတယ်။ Professor Ruffalo ကအဲ့ဒီဆွဲကြိုးကိုတသက်နဲ့တကူတစ်ခါမှမမြင်ဘူးကြောင်းပြောပေမဲ့တစ်ဖက်ကမြို့တော်ဝင် Jones ကတော့အဲ့ဒါကိုမြင်ပြီးအံ့ဩသွားတယ်လို့စိတ်အနှောက်အယှက်လည်းတော်တော်လေးဖြစ်သွားပါတယ်။ရဲမှုစတုံးကတော့ဗန်တများတိုက်မှုကိုတားဆီးပေးလို့အဖွဲ့ကအကူအညီဖြစ်ခဲ့ကြောင်းကျေးဇူးမတင်ခြင်းပေမဲ့လည်းကျေးဇူးတင်လိုက်ရပေမဲ့နောက်ထပ်တစ်စီဖြစ်လာနိုင်မဲ့ကောင်ကိုမျက်နှာဖုံးချွတ်လိုက်လို့မြို့ရဲ့ဝင်ငွေကိုထိခိုက်စေတယ်ဆိုပြီးတော့လည်းပြောသွားပါတယ်။နောက်ပိုင်းမှာတော့အဖွဲ့သားတွေက K-Go မှာအင်ဂျင်နဲ့အတူအချိန်ဖြုံးနေကြပါတယ်။ Daphne ကဆွဲကြိုးအကြောင်းစဉ်းစားနေတော့ဖုန်းတစ်ခုဝင်လာတာကြောင့် Shaggy ကဖုန်းကင်လိုက်ပါတယ်။ဖုန်းထဲကလူကသူ့ကိုယ်သူ Mr. E လို့မိတ်ဆက်လိုက်တဲ့အတန်ကြောင့်အဖွဲ့သားတွေနဲ့အင်ဂျင်ကို Dynamite ပါဝိုင်းဝင်လာပါတယ်။အဲ့ဒီလူကဥမြင်တဲ့ကဆွဲကြိုးကို Daphne ယူလာခဲ့လို့အားလုံးဟာပျက်စီးဖို့ပဲရှိတော့တယ်ဆိုပြီးသတိပေးလိုက်ပါတယ်။ဖုန်းမချခင်မှာပဲ Mr. E က Crystal Cove ချိန်စာရဲ့နောက်ွယ်ကတကယ်အမှန်တရားကိုအားလုံးကဖော်ထုတ်မိသွားပြီဖြစ်ကြောင်းနဲ့တကယ်ဗဟေဒီအစ်စ်ကအခုမှစတင်တော့မှဖြစ်ကြောင်းကြေညာသွားပါတယ်။